တခါတလေကြာရင်ကျမတို့လာမိတာရှိတယ်မမီတို့ဘလို့လူမျိုးတွေကိုလှုပ်လို့ပြီးတယ်ဒါဘလို့ business ကိုလုပ်ပေးရတယ်ဒါမမီတို့ service ကပါတယ်ဒီလိုလူတွေအတွက်ဒီဟာလေးကိုကျွန်တော်ပြလိုက်ပါတယ်ဒီမေကိုမဖြေခင်နဲ့ကျမစပြောလို့ရတာကကျမကိုဘလို့လူတွေကရှာတယ်ဘလို့လူတွေမျိုးကျမစီကိုရောက်လာနေလို့ပြောရင်ကိုကကိုစင်ရင်တိတ်ချမလုပ်တဲ့လူတွေအတွက်စင်မှားလားမှန်လားမသိဘူးဖျားစရာရှိတယ်ပေးစရာရှိတယ်လက်ထဲမှာရှိတာကိုပတ်စံဒီလိုမျိုးတွေကသူ့ဟာသူတနေ့မှာဟာငါတော့ဘယ်လိုလုပ်ရမလဲမသိတော့ငါလုပ်ရင်ဘယ်လိုဖြစ်နေပြီလဲမသိတော့ဘူးလို့စိတ်ကူတယ်တော့နောက်တစ်ခုကစင်းညာတေချာရှိတယ် cash flow ရှိတယ် receivable ရှိတယ် payable ရှိတယ်ဒါပေမဲ့ရှုံးလာမြတာမသိဘူးလိုမျိုးတွေကကျမစီလာရှာပါတယ်နောက်လုပ်ငန်းတွေကြီးလာပြီဆိုစင်းဌာနဆိုတာရှိတယ်အဲ့စင်းဌာနမှာရှိရဝန်ထမ်းတွေကတနေ့တနေ့ဘာလုပ်နေတယ်လည်းမသိသူတို့ကမှန်တကားလည်းမသိသူတို့ပေးတဲ့စင်းမှန်လားမှားလားလည်းကိုတင်မပြုတ်နိုင်ဘူးဒီလိုမျိုးလူတွေလည်းကျမစီရောက်လာပါတယ်နောက်ဆုံးတစ်ချက်ကတော့တဲ့လုပ်ငန်းထက်ချဲ့ကြည့်တယ်မဲ့လေလွင့်မရှိအောင်ဘယ်လိုထိမ့်သိမ်းပြီးတော့ဒီလုပ်ငန်းကိုထက်ချဲ့အောင်လို့ဆိုစဉ်းစားလို့မရတဲ့လူတွေကျမစီအများဆုံးပါကြပါတယ်ဒီတော့ဒီလိုလူတွေအတွက်လည်းကျမအကောင်းဆုံးဖြစ်အောင် solution နဲ့ပေးနေတာဖြစ်တယ်လို့အခုတရှိဒီဗီဒီယိုကြည့်နေတယ်ဒါမှမဟုတ် message တွေထဲမှာလည်းပဲဒီဟာနဲ့ပတ်သက်ပြီးတော့ပြဿနာရှိနေတယ်ကိုလည်းပဲဒါဒီပြဿနာရဲ့အဖြစ်ကိုသိချင်နေဆိုရင်တော့ကျမ try business solution ဘာရောက်ဆက်သွယ်လို့ရပါတယ်